အခြေခံလစာရန်23ကောင်းထိရရှိနိုင်တဲ့အပြင်အခြားအကျိုးခံစား권တွေပါရရှိနေတဲ့သူတွေဆိုရင်တော့ဆာကူရာလဲတဲ့ကျောင်းကမှာဖွင့်မယ်တခုတည်းစတော့ကိုထုတ်တင်တဲ့ကိုတက်ရောက်ကြဖို့အကြံပြုလိုပါတယ်ရှင်ဖွင့်မဲ့ရက်လေးကကြတော့6လပိုင်း19ရက်နေ့မှာစောက်ဖွင့်မှာဖြစ်ပြီးတော့တပတ်ကို3ရက်ကြာချိန်1လခွဲကိုမှ3,900ပဲကြာတင်မှာဖြစ်ပါတယ်ရှင်ပထမတစ်ချက်ကတော့အချိန်မိုးဆင်းရတာပါဒီမှာရောက်တာချင်းအတူတူသူကဘာလို့လစာရလဲကိုကဘာလို့လစာနေနေရလဲဆိုရင်အဓိကကြည့်တဲ့ຢာကအချိန်မိုးဘလောက်ဆင်းရလဲဆိုတာပါပဲဒါကြောင့်အချိန်မိုးများဆင်းကြရင် M4 တင်မှာရက်မနေပဲလဲတဲ့ကျောင်းကမှာဖွင့်မဲ့အန်တရီတန်းကိုလည်းတက်ရောက်တင်ပါတယ်နော်ဒုတိယတစ်ချက်ကတော့လခတိုးတာပါဒီနေရာမှာမိမိရဲ့ work performance နဲ့ဂျပန်စာရေးချင်းကလည်းအရေးကြီးတာကြောင့်မိမိရဲ့ career development တွေပါထည့်စဉ်းစားတင်ပါတယ်နော်နောက်ဆုံးချက်ကတော့ bonus ပါရှင်းတဲ့ချက်ကတော့ညံနဲ့ဝရိယနဲ့ဆိုင်ပေမဲ့ဒီ bonus ကိစ္စကတော့မိမိရဲ့ကံနဲ့ပဲဆိုင်ပါတယ်နော်တတိကောင်းရင်ကောင်းတယ်လို့တချို့လုပ်တွေမှာဆိုရင်တန်းဝင်ပြီဆိုတာနဲ့ရန်ဆက်တောင်းတန်းရတာရှိတယ်လို့တစ်နှစ်ကို bonus 2ချိန်3ချိန်ထိလည်းရရှိနိုင်ပါတယ်ရှင်ဒါကြောင့်လဲတဲ့ကျောင်းကမှာတခုတည်းစတော့ကိုထုတ်တင်တာကိုတက်ရောက်ပြီးတော့ဂျပန်အမြန်ဆုံးရောက်ချင်တဲ့တင်းရဲ့စီမံချက်ကိုတကယ်လက်တွေ့မှာကောင်းတဲ့ပေါ်လိုက်တော့နော်လိပ်စာလေးကတော့ဇေယျသီရိလမ်းထဲမှာတရှိနေရဖြစ်ပြီးတော့အောက်ထပ်မှာ GNG Company ရဲ့စတိုးဆိုင်ရှိပါတယ်ရှင်ဒီချက်ခင်ရတဲ့တင်မိတ်ဆွေတငယ်ချင်းများအတွက်ဒီဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့တောင်းဆိုလိုပါတယ်ရှင်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်